မိတ်ဆက်ပေးပါတော့မရှိအကိုဖုန်းလိုက် base တီးဘာ base ကိုဘာဖြစ်လို့တီးရလဲဆုံးလိုက်မရဘူးဆုံးလိုက်သိမရဘူးဒီနာပါလေဆိုတော့ယောဂီနဲ့ဖုန်းလေးဟုတ်ကဲ့ပါမယုံတည်းရပြီရဒါနောက်တစ်ယောက်ပါဘာဖြစ်လို့ဒီမှာတီးရလဲပြောလို့ပါ